ဝိပဿနာလုပ်ငန်းစဉ်တရားနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားဟောတာတကယ်အကျဉ်းလေးခက်ချင်းချင်းလေးဟောတာတတိနဲ့နေပုံအတိတရားနဲ့နေပုံတတိနဲ့အတိပညာဒီနှစ်ခုတွဲဖက်ပြီးတော့ဖော်ပြထားတဲ့သုတ္တဘာဖြစ်လို့တတိနဲ့ပညာကအမြဲတမ်းတွဲဖက်နေတာစာပေကျမ်းကမှာတစ်ခါတတိနေပက်ကံဆိုတဲ့စကားလုံးကိုသုံးတာရှိတယ်တတိကတတိနေပက်ကကပညာရှင်းကျက်တဲ့အတိပညာအဲ့တော့မြန်မာတွေမှာလည်းသုံးကြတယ်တတိနဲ့အတိဆိုအဲ့ဒါနှစ်ခုတစ်ခုနဲ့တစ်ခုမတူဘူးเนาะတတိဆိုတာအမှတ်ရတဲ့သဘာဝတရားအတိဆိုတာပညာအခုလည်းပဲတတိတမစေညာဆိုတော့တတိဆိုတာအာယုန်နဲ့အမြဲတမ်းထိတွေ့နေမှုအမှတ်ရနေမှုကိုတတိကအမှတ်ရယုံရတာသိတာမဟုတ်ဘူးသိတာကပညာတမ္ပစေညာဆိုတာတမ္ပစေညာဆိုတဲ့စကားလုံးလေးကတမ္ပဇာနတ္တဘာဝတမ္ပစေညာတမ္ပဇာနာဆိုတာကြတော့သိသူလို့အဓိပ္ပာယ်ရတယ်တမ္ပစေညာဆိုတာကြတော့အတိပညာကိုပဲရတယ်တန်ခါကောင်းစွာပကကွဲပြပြပိုင်ပိုင်ခြားခြားညာဆိုတာသိတာဒီစကားလုံး၃ရပ်ပေါင်းထားတာတမ္ပစဉ္ညာစဉ္ညာကသိတယ်ပေါ့လေတမ္ပစဉ္ညာတန်ခါကောင်းမွန်စွာမှန်ကန်စွာပကပိုင်ပိုင်ခြားခြားလုံးလုံးထွေးမဟုတ်ဘူးကွဲပြပြပိုင်ပိုင်ခြားခြားစဉ္ညာကသိတယ်အတိညာလို့တတိတမ္စဉ္ညာအဲ့ဒါဘယ်လိုနေရလဲလက်တွေ့နေပုံနေနည်းနေပုံနေနည်းကိုရှင်းမပြခင်မြတ်စွာဘုရားဟောတဲ့တရားအတူချုပ်ကလေးကိုနားထောင်ကြည့်မြတ်စွာဘုရားကဘာဟောတော့ဆိုတတောဘိက္ခွေဘိက္ခုဝိဟရေယတမ္မစာနောဒါလေးပဲဘုရားဟောတာနော်တတောဘိက္ခွေဘိက္ခုဝိဟရေယတမ္မစာနောအယံဝောအမကံအနုတတတိဆိုလိုတဲ့အိဗေကယဟန်တို့ယဟန်ဆိုတာတတိနဲ့အတိနဲ့နေရမှာဖြစ်တယ်အယံဝောအမကအနုတတတိဒါမင်းတို့အတွက်ငါရဲ့ဆုံးမလမ်းညွှန်ချက်ပဲဖြစ်တယ်ဒါလေးပဲဟောတာဗျာနော်အချင်းချုပ်လေးကဒါလေးပဲယဟန်ဆိုတဲ့နေရာမှာဘိက္ခုတွေပြောရလားလို့ဆိုမဟုတ်ဘူးဝိပဿနာတရားထုတ်တဲ့ယောဂီတွေအလုံးနဲ့သက်ဆိုင်တယ်မြို့သားဖြစ်စေမြို့သမီးဖြစ်စေတန်တရားဘေးကိုကြောက်ရွံ့ပြီးတော့တန်တရားကလွတ်ဖို့နိဗ္ဗာန်ကိုမျက်မှောက်ပြုဖို့ကြိုးစားနေတဲ့ပုဂ္ဂိုလ်တွေအလုံးကိုကိုးစားပြုပြီးတော့သုံးတဲ့စကားလုံးလို့ဘိက္ခုဆိုတာဘိက္ခုကိုကောင်းတတ်ပေမဲ့လို့ငါတို့ကတော့ယဟန်မဟုတ်လို့မဆိုင်ဘူးလို့ဒီလိုမတွေ့နဲ့အလုံးဟာနိဗ္ဗာန်သွားခြင်းတဲ့ပုဂ္ဂိုလ်တွေအတူတူပဲသမုဒိသစ္စာအဆင့်မှာဒါကလူဒါယဟန်အဲ့လိုခွဲထားတာပရမတ္ထသစ္စာအဆင့်ကြတော့ဘာမှကွဲပြားမှုမရှိဘူးအသိဉာဏ်နဲ့ပဲပိုင်းခြားပြတယ်အသိဉာဏ်ရသွားရင်အဝေါကအဓိပ္ပာယ်မရှိဘူးအဝေါစားနဲ့နေထိုင်မှုကအဓိပ္ပာယ်ရှိတာမဟုတ်ဘူးသိပြီတော့တဏှတိမကြီးအမတ်အဝေါစားနဲ့ပဲလူဝကြောင့်အဝေါစားနဲ့ပဲမြတ်စွာဘုရားကတရားဟောတော့ချက်ချင်းအသိဉာဏ်ပေါက်ပြီးတော့သူယဟနာဖြစ်သွားတယ်ယဟနာလည်းဖြစ်ရောမကြဘူးသူဘဝကဆုံးသက်သွားတယ်သူဝတ်ထားတဲ့အဝတ်ကအမတ်တွေဝတ်တဲ့အဝတ်ပဲအမတ်ဆိုတာဘုရင်ရဲ့ဝန်တန်းလေအဲ့ဒီဝတ်ကိုဝတ်ထားတာဝတ်ထားနေတော့မယ်မြတ်စွာဘုရားစီရောက်လာတဲ့အချိန်မှာတရားဟောတယ်တရားဟောတော့အချိန်တို့အတွင်းအသိဉာဏ်ထက်တဲ့ပုဂ္ဂိုလ်ဆိုအချိန်တို့အတွင်း
တတိပဒံကျင့်စဉ်ကိုသဘောပေါက်ပြီးတော့ကျင့်လိုက်တာကျင့်နေဆိုတာအရှိကြီးကျင့်ရတာမဟုတ်ဘူးသူတို့တရားနာလိုက်တာနဲ့အဆုံးမှာအလုံးကိုယ်စိတ်ကိုနိုင်လို့ရှိရင်စိတ်ဆိုတာလွန်မြန်တာ哦အလုံးရင်ထဲမှာရှိတဲ့ကိလေသာတွေကိုရှင်းပြလိုက်နိုင်ရှင်းပြပြီးနောက်ဆုံးမှာကိလေသာကုန်တယ်ကံကုန်တယ်ကိလေသာတွေကံတွေကုန်သွားပြီးတဲ့နောက်မှာဘဝအဆုံးသတ်သွားတယ်တော့ကိလေသာကုန်တာကံကုန်တာကသဥပါတိတေတနိဗ္ဗာန်ကိုမျက်မှောက်ပြုတာဘဝအဆုံးသတ်သွားတာကျတော့အနုပါတိတေတနိဗ္ဗာန်နိဗ္ဗာန်နှစ်ခုရှိတယ်တော့ခွဲခြားထားတဲ့ရှုထောင့်နဲ့ခွဲထားတဲ့သဘောပေါ့နော်လူတွေမှာကုန်နေဆိုတာဘယ်အစကုန်ရတာတော့ငြိမ့်နေဆိုတာဘယ်အစငြိမ့်တာတော့ဆိုကိလေသာအစငြိမ့်ကိလေသာငြိမ့်နေကံငြိမ့်နေသို့တော့ကံကိလေသာတို့ရဲ့အကျိုးဆက်ဖြစ်တဲ့ခန္ဓာမငြိမ့်သေးဘူးကံနဲ့ကိလေသာငြိမ့်သွားတာကိုကိလေသာនិရောဓနိဗ္ဗာန်လို့ခေါ်တာအဲ့ဒါကိုပဲသာဥပါတိတေတနိဗ္ဗာန်လို့ခေါ်လိုက်တာဥပါတိဆိုတာကံတရားရဲ့အကျိုးရှုနာခန္ဓာကံတရားရဲ့အကျိုးနဲ့ယုတ်ခန္ဓာနံခန္ဓာကြီးဟာတေတကျွန့်ကျက်နေသေးတယ်လို့ဆိုလိုတယ်ကံနဲ့ကိလေသာတော့မရှိတော့ဘူးသူ့ရဲ့အကျိုးဆက်ကကြံနေသေးတယ်အဲ့တော့ပထမကိလေသာနဲ့ကံကုန်သွားတယ်ကုန်သွားပြီးတော့ဆိုလိုတာယဟနာဖြစ်သွားတယ်အဲ့ဒါကံနဲ့ကိလေသာကုန်သွားတာကိုခေါ်တယ်သို့တော့ခန္ဓာကြီးကရှိနေသေးတယ်ဆုံးတတ်သေးဘူးအဲ့ဒါကိုသဥပါတိတေတဒီလိုသုံးတာနော်ဥပါတိဆိုတဲ့ကံရဲ့အကျိုးဆက်တွေက remain ဖြစ်နေသေးတယ်တေတကျွန့်ကျက်နေသေးတယ်အဲ့ဒါကို negative နဲ့ပြောတော့အနုပါတိတေတနဥပါတိတေတကံကိလေသာတို့ရဲ့အကျိုးဆက်ဖြစ်တဲ့ခန္ဓာကြီးပါမရှိတော့ဘူးဒါကိုအနုပါတိတေတနိဗ္ဗာန်လို့ခေါ်တယ်အဲ့တော့ရှင်းရှင်းပြောရင်ဒီဘဝရတာကသဥပါတိတေတနိဗ္ဗာန်နောက်ဘဝလို့ပြောလို့ရတယ်ပေါ့သိပြီးတဲ့နောက် after death သိပြီးတဲ့နောက်မှာရတာအနုပါတိတေတနိဗ္ဗာန်ပြောတယ်ဒါမို့တမ္ပရာယိကနိဗ္ဗာန်လို့လည်းသုံးတဲ့တစ်ခါတစ်ခါတမ္ပရာယိကနိဗ္ဗာန်လို့လည်းသုံးဘာလို့လဲဆိုဒီဘဝခန္ဓာသုတိကြပြီးတော့မှရှားတာမို့တမ္ပရာယိကနိဗ္ဗာန်သုတိရဲ့အတွင်းမှာရလို့ထေရဓမ္မိကနိဗ္ဗာန်နော်သောပါတိတေတနိဗ္ဗာန်ကမျက်မှောက်နိဗ္ဗာန်ဟောကသိပြီးတဲ့နောက်မှာရလို့တမ္ပရာယိကလို့ဒီလိုအသုံးလေးလည်းရှိတယ်ပေါ့နော်သို့တော့တွင်တွင်သုံးတာတော့သဥပါတိတေတနိဗ္ဗာန်နဲ့အနုပါတိတေတနိဗ္ဗာန်သဥပါတိတေတနိဗ္ဗာန်ကိုပဲတချို့စာတွေမှာသောပါတိတေတနိဗ္ဗာန်လို့လည်းသုံးတာရှိတယ်သောပါတိဆိုတာလည်းသဥပါတိတေတပဲအဓိပ္ပာယ်တူတူပဲအဓိပ္ပာယ်ကွဲပြောင်းမှုမရှိဘူးစကလုံးမဲ့ကွဲတာအဲ့တော့ဒီတဏ္ဍတိမကြီးဟာတခဏအတွင်းမှာပဲမြတ်စွာဘုရားတရားနာလိုက်ရတဲ့အခါမှာစိတ်ထဲမှာပဲအသိဉာဏ်နဲ့တက်သွားတာအဲ့ဒါကျင့်တာပဲလေဒီလမ်းကြောင်းတိုက်သွားတာကျင့်နေဆိုလမ်းကြောင်းတိုက်သွားတာကိုပြောတာပฏิပစ္စတိဆိုသွားတာပဲဒီကျင့်စဉ်ကြီးအတိုင်းဖြစ်သွားတာကျင့်လိုက်တော့ယင်ထဲကကိလေသာတွေကနေကုန်သွားတယ်ဉာဏ်ဖြစ်သွားတယ်မကြခင်ပဲခန္ဓာလည်းငြိမ့်သွားတယ်အဲ့ဒီတဏ္ဍတိမကြီးကိုစဉ်းစားကြတယ်အမတ်ဝတ်ကြီးနဲ့လူဝတ်လူစားနဲ့ယဟန္တာဖြစ်သွားတယ်ဆိုတော့သူ့ဘယ်လိုခေါ်မလဲလူလို့ခေါ်မလားဘုန်းကြီးလို့ခေါ်မလားထိုခေတ်ကစကားလုံးနဲ့ပြောမယ်ဆိုလို့ရှိရင်သမဏလို့ခေါ်မလားဗျမဏလို့ခေါ်မလားဘိက္ခုလို့ခေါ်မလားတို့မို့ဂါထလူဝဲလို့ခေါ်ရမလားအဲ့ဒီမိကုန်းနေတက်လာတဲ့အခါမြတ်စွာဘုရားကရှင်းပြတယ်
အဝိဇ္ဇာကဘာပဲဝို့တဲ့သူ့ဘောကြောင့်ပဲဝို့ပဲစေရှင်တွေကကိလေသာကုန်သွားလို့ရှိရင်သူ့ကိုတမနာလို့လည်းခေါ်နိုင်တယ်ပြမနာလို့လည်းခေါ်နိုင်တယ်ဘိက္ခုလို့လည်းခေါ်နိုင်တယ်အဲ့တော့ဝို့ကအဓိကမဟုတ်ဘူးလို့ပြောတာပရမတ္ထသစ္စာပိုင်းမှာရှင်တွေကကိလေသာကုန်သွားတာအဓိကဖြစ်တယ်နော်အဲ့တော့ဘိက္ခုဆိုတဲ့အဓိပ္ပာယ်ကဒါအဲ့ဒါကိုပြောချင်တာဘိက္ခုဆိုတာသင်္ဃဝတ္ထမဘိက္ခုမဟုတ်ဘူးတန်တရားဘေးကိုကြောက်တယ်ဆိုလို့ရှိရင်တော့လူလည်းဘိက္ခုလို့ခေါ်လို့ရမှာဒါအဝုတ်ကိုဆွဲပြီးတော့ခေါ်တာလည်းရှိတယ်ရှင်တွေကနှလုံးသားကိုဆွဲပြီးတော့ခေါ်တာလည်းရှိတယ်အဝုတ်ကိုဆွဲခေါ်ရင်တော့သင်္ဃဝတ္ထမဘိက္ခုလို့ခေါ်ရမှာအဝုတ်ကိုဆွဲပြီးခေါ်ရတာတန်တရားဝုတ်ကကြောက်တယ်ဆိုလို့ရှိရင်တော့အဝတ်နဲ့မဆိုင်တော့ဘူးကြောက်တဲ့စိတ်ရှိတဲ့လူတိုင်းဟာဘိက္ခုလို့ခေါ်လို့ရတယ်တန်တာရိပယံဧကတိတိဒါမြတ်စွာဘုရားရဲ့အာဘောအဲ့တိုင်းပဲအဲ့တိုင်းအဲ့လိုဆိုလို့ဒါကအတိပ္ပယ်တစ်ခုနောက်တစ်ခုပြောမယ်ဆိုရင်မြတ်စွာဘုရားကတရားဟောတိုင်းယဟန်တို့နဲ့ခေါ်ပြီးတော့ဟောရချင်တယ်ဘုရားစီတရားနာလာတာယဟန်နေကြီးပဲမဟုတ်ဘူးဘိက္ခုနီတွေလည်းပါတယ်ဥပဒကမျိုးသားတွေလည်းပါတယ်ဥပတိကာမတွေလည်းပါတယ်သို့တော့ယဟန်တွေကိုသာခေါင်းတက်ပြီးခေါ်တာပါတော့ဆိုဘုရားနဲ့အနီးကပ်နေတဲ့ပုဂ္ဂိုလ်တွေကိုပြောတာတခါတည်းယဟန်တွေထဲမှာတောင်မှပဲပို့ပြီးတော့အနီးကပ်တရားဓမ္မနဲ့ပြောကြရှင်သာရိပုတ္တရာကိုပြောတယ်ဆိုတော့သာရိပုတ္တရာလို့ခေါ်လိုက်တယ်ရှင်အနန္ဒာကိုပြောရှင်အနန္ဒာလို့ခေါ်တယ်ကျန်တဲ့ယဟန်တွေမရှိဘူးမဟုတ်ရှိတယ်နော်အထိပ္ပယ်အဲ့လိုရှိတယ်ပေါ့အလုံးတွေဟောတာဒါကြောင့်မို့အထက်ကရာဆရာတွေကြတော့သူကမှတ်ချက်ပဲလို့ပေးထားတော့စတုပရိသသာဒရဏပကဝတောဓမ္မဒေသနာတဲ့မြတ်စွာဘုရားဟောပြောတဲ့တရားဟာပရိသတ်လေးပါးနဲ့သက်ဆိုင်ပါတယ်ဘိက္ခုတွေမဟုတ်ဘူးဘိက္ခုဘိက္ခုနီဥပဒကဥပတိကအလုံးတွေဟောတာလို့ပြောတာသို့တော့အနိကရှိတဲ့ပုဂ္ဂိုလ်ခေါင်းတက်ပြီးပြောလိုက်တာလို့ဆိုလို့ပေါ့နော်အဲ့လိုမှတ်တဲ့အဲကြောင့်ဒီမှာဟောတယ်ဆိုလိုရင်းကဘိက္ခုဘိက္ခုကိုဖြုတ်လိုက်ရင်တတောဝိဟရေယတပ္ပဇာတော်ဘသူပဲဖြစ်ဖြစ်အလုံးဟာတတိရှိရှိအသိဉာဏ်ရှိရှိနေတဲ့နေရမှာဖြစ်တယ်ဘဝမှာနေတဲ့အခါမှာတတိနဲ့အသိနဲ့နေပါအယံဝအမကအနုတသနိဒါငါရဲ့ဆုံးမသွန်သင်ချက်ပဲဒါဘုရားစကားပဲအသိနဲ့တတိနဲ့အသိနဲ့နေဘာဖြစ်လို့လို့ဆိုတဲ့အခါမှာတတိရှိမှပညာဆိုတာဖြစ်တယ်ပညာရှိမှလည်းတတိကကောင်းတယ်သူတို့နှစ်ခုကအပြန်အလှန်ချိတ်ဆက်ထားတယ်နာဟိတတိဝိရိတတပညာနာမအဋ္ဌိလို့စာပေကျမ်းကမှာလို့ဆိုတယ်တတိကင်းနေတဲ့ပုဂ္ဂိုလ်မှာအသိပညာဖြစ်တယ်ဆိုတာဘယ်တော့မှမရှိဘူးတဲ့နာဟိတတိဝိရိတတပညာနာမအဋ္ဌိတတိဝိရိတတတတိကင်းနေတဲ့ပုဂ္ဂိုလ်အားနော်တတိဝိရိတတပညာနာမအဋ္ဌိပညာနာမအတိပညာမြည်သည်နာအဋ္ဌိရှိတာမဟုတ်ဘူးလို့ဆိုလို့တယ်နာဟိတတိဝိရိတတပညာနာမအဋ္ဌိအဲ့တော့တတိရှိမှပညာရှိတယ်လို့ပြောတာဒါဖြင့်တတိနဲ့ပညာကအလုတ်ချင်းမတူကြဘူးနှစ်ခုပေါင်းတာတတိရဲ့အလုတ်ကဘာလို့ဆိုရင်အာယုန်နဲ့စိတ်နဲ့ဆုံပေးတာတတိနော်အဲ့လိုတော့ပေါ့အာယုန်နဲ့စိတ်နဲ့တွေ့ဆုံပေးတာတတိအာယုန်ရဲ့သဘာဝကိုသိတာကပညာလှုပ်ပုံချင်းမတူဘူးဒါကိုပဲဆောင်ရတဲ့ကိစ္စချင်းမတူဘူးလို့ပြောတာမတူလို့ရှိရင်တစ်ခုလှုပ်ကိုတစ်ခုမလှုပ်နိုင်အောင်မျက်စိနဲ့နားပဲကြည့်ပါလားလူခန္ဓာကိုယ်မှာခေါင်းမှာနှစ်ခုရှိနေတော့လည်းပဲမျက်စိကလှုပ်တာကမြင်ခြင်းကိစ္စပဲလှုပ်တယ်ကြားခြင်းကိစ္စသူမလှုပ်နိုင်ကြားတာကြတော့နားကလှုပ်တာဒါပေမဲ့သူကမြင်ခြင်းကိစ္စမလှုပ်နိုင်ဘူး
အလုပ်တစ်ခုပဲလုပ်ကြတယ်သူတို့မျက်စိကမြင်တဲ့ကိစ္စကိုလုပ်တယ်ဒါမှမဟုတ်ဒသနကိစ္စတတ်တယ်လို့ပြောတာမြင်တဲ့အလုပ်ကိုမျက်စိကလုပ်တယ်နားကကြားတဲ့အလုပ်ကိုလုပ်တယ်အဲ့ဒါလိုပဲတတိကအာယုန်နဲ့စိတ်နဲ့ဆုံပေးတဲ့အမှတ်ရတဲ့ကိစ္စကိုလုပ်တယ်ပညာကအာယုန်ရဲ့သဘာဝကိုပိုင်ပိုင်ခြားခြားသိတဲ့အလုပ်ကိုလုပ်တယ်သူတို့နှစ်ခုပေါင်းမှရလက်ကောင်းတစ်ခုထွက်မယ်သူတို့ဆိုဒါကြောင့်နှစ်ခုလုံးလိုအပ်တယ်တစ်ခုတည်းမဟုတ်ဘူးဒါကြောင့်မြတ်စွာဘုရားကဒီသုတ္တမှာဟောတာယန္တုတတိရှိရှိအတိရှိရှိနေထိုင်ရမှာဖြစ်တယ်ဝိဟရိယဆိုဒါကိုအကြံပေးတာခေါ်တယ် advice လို့ခေါ်တယ်သို့မဟုတ်တိုက်တွန်းတာယန္ဆိုတာတဲ့အတိရှိရှိတတိရှိရှိနဲ့နေရမှာဖြစ်တယ်အယံဝအမကအနုတတနိဒါကမင်းတို့အတွက်ငါရဲ့ဆုံးမသွန်သင်ချက်ပဲဖြစ်တယ် instruction လို့ခေါ်တယ်ဆုံးမတာဘယ်လိုနေရမယ်ဆိုတော့ပြောတဲ့စကားနော်ဒါအလုံးအတွက်ပြောလိုက်တဲ့စကားဘဝမှာနေရင်တတိနဲ့အတိနဲ့နေပါဒါဖြင့်အဲ့ဒီစကားကိုမြတ်စွာဘုရားထပ်ရှင်တယ်ဒါအတူတူလေးဟောပြီးထပ်ရှင်ဒါဖြင့်တတိနဲ့နေတဲ့ဆိုတာဘယ်လိုလဲဒါရှင်းဖို့လိုလားလူတွေကတော့ကြာပြောမှာအမြဲတမ်းတတိရှိတယ်စားမှလည်းတတိရှိတယ်အိပ်ရမှလည်းတတိရှိတယ်ဘယ်သွားမယ်ဆိုတာလည်းတတိရှိတယ်တတိရှိတယ် KTV ကြည့်ရမှတော့တတိရှိနေတာဘာလို့မညာလို့မအကုန်လုံးတတိကရှိနေတာဆိုအဲ့ဒါတွေကိုဆိုလိုတာလားနော်တမန်လုံးတွေနဲ့ပတ်သက်ပြီးတတိရှိနေတာကိုဆိုလိုတာလားဆိုအဲ့လိုမဟုတ်ဘူးဆိုနိဗ္ဗာန်သွားတဲ့ပုဂ္ဂိုလ်တတိရှိနေရမှာဘယ်မှာရှိရမှာတော့ဆိုတဲ့အခါကျတော့မဟာသရိပဋ္ဌာန်တုတ်မှာလာတဲ့အတိုင်းပဲကထင်းစဘိက္ခွေဘိက္ခုတတောဟောတိဘယ်လိုလုပ်ပြီးတော့တတိရှိတာလဲတဲ့ယန္တော်ဘာသို့မဟုတ်ယောဂီပုဂ္ဂိုလ်တယောက်ဟာဘယ်လိုလုပ်တတိရှိတာလဲဆိုတတိရှိပုံလေးကိုပြောပြဣရဘိက္ခွေဘိက္ခုကာယေကာယ ानु ပတိဝေရတိအာတပိတံဇာနောတတိမဝိနည်းလောကေဘဝမှာအလုံးခြုံကြည့်လိုက်လို့ရှင်အခြားတတိရှိနေတာဘာမှတန်ဖို့မရှိလာဘူးအများကြီးတန်ဖို့မရှိဘူးရိုးရိုးလေးပဲစားဖို့ရတတိရှိနေတယ်သွားဖို့ရတတိရှိနေတယ်လှုပ်ဖို့တတိရှိနေတယ်အဲ့ဒီတတိတွေရှိနေအဲ့ဒီတတိတွေကဘဝမှာဒီဘဝအတွက်အလုပ်ဖြစ်ဖို့လေးပဲရှိတယ်တန်တရားဝကလွတ်ဖို့မပါဘူးအဲ့ဒါနော်တန်တရားဝကလွတ်ဖို့မပါဘူးတန်တရားဝဖို့လိုအပ်တဲ့တတိဆိုတာအဲ့ဒါကိုခေါ်တာမဟုတ်အဲ့တော့ဆိုလိုတဲ့မြတ်စွာဘုရားရဲ့တရားတော်မှာတတိဆိုတာအစစ်မြင့်တဲ့တတိကိုပဲပြောတာများကုသိုလ်လောကမှာတတိရှိတယ်ကုသိုလ်ဘက်ကိုတတိရှိတာအစစ်မှန်ဘက်ကိုတတိရှိတာဆိုပါစို့ illusion ဖြစ်နေတဲ့ပုဂ္ဂိုလ်တယောက်ဟာတတိရှိတယ်လို့တော့ပြောလို့မရဘူးလေသူသိတာအမှန်သိတာမှမဟုတ်တယ်အလွဲမှားတွေထင်နေတာအဲ့တော့မြတ်စွာဘုရားပြောတယ်တတိရှိတယ်ဆိုတာအမှန်သိဖို့အတွက်လမ်းခင်းတဲ့တတိကိုဆိုလိုတယ်ပေါ့လူတွေကအမှန်သိနာလားဆိုမှန်မသိဘူးလွဲနေတာဘာနဲ့ဥပမာတူတော့ဆိုရင်ရိုဘောဆိုတဲ့စက်ရုပ်ကြီးကိုလူအစစ်ထင်တယ်အဲ့ဒါလွဲနေပြီလေတတိတော့ရှိတယ်အယုတ်ကြီးကိုကြည့်ပြီးတော့အဲ့ဒါလူကြီးပဲလူပဲစကားပြောလို့ရတယ်ဆိုအယုတ်ကိုလူထင်နေတာကွာ illusion ပဲနော်အဲ့ဒါမျိုးမဆိုလို့ဘူးဒါကြောင့်အဲ့ဒါအလွဲအမှားကိုတတိရှိနေတယ်လို့ခေါ်လို့ရတယ်အစစ်မှန်ကိုသိနေတာမဟုတ်ဘူးအလွဲမှားကိုသိနေတာဖြစ်အလွဲမှားသိဖို့အတွက်စိတ်ကအာယုန်တဲ့အစစ်မှန်ကိုအာယုန်သိတာမဟုတ်ဘူးအထင်မြင်ပေါ်မှာတတိရှိနေတယ်လို့ခေါ်လို့ရတယ်သူကတော့ငါမိတ်ဆွေပဲသူ
ကတော့ငါသားပဲငါသမီးပဲဒါကတော့ငါပိုင်တဲ့ပစ္စည်းပဲဆိုတဲ့တဏှာနဲ့တွဲပြီးတော့သိနေဒိဋ္ဌိနဲ့တွဲပြီးတော့သိနေတဲ့အသိဒါတတိရှိတယ်လို့မခေါ်နိုင်ဘူးတဲ့နော်ဒါတတိလို့မခေါ်နိုင်ဘူးစိတ်ရဲ့ဖြစ်နေကြအပေါ်မှာဖြစ်တယ်လို့ပဲပြောမြတ်စွာဘုရားဟောတဲ့တတိဆိုတာဓမ္မတတိကိုဆိုလို့တယ်ပေါ့အစစ်မှန်ကိုသိဖို့တတိလို့ဆိုလို့တယ်ဒါကြောင့်မို့တမ္မာစကားတွေမဟုတ်ဘူးတမ္မာစကားတွေမဟုတ်ဘူးကိုသိနေတဲ့အသိဟာလွယ်မှကြီးဖြစ်နေတယ်စိတ်ရုပ်ကိုလူထင်းနေတာဒါလွယ်နေပြီအဲ့ဒါလို့အတိမျိုးမဟုတ်ဘူးလို့တတိမျိုးမဟုတ်ဘူးလို့ဒါမို့ဣဒဘိက္ခွေဘိက္ခုကာယေကာယ ानु ပတိဝေရတိအာတပိသမ္ဇာနောတတိမဝိနည်းလောကေလူတွေမှာမျက်စိနဲ့မြင်ရတဲ့အချမ်းသာသိလို့ရတဲ့ body ကြီးရှိတယ်နော်ခန္ဓာကိုယ်ကြီးရုပ်ခန္ဓာကိုယ်ကြီးရှိတယ်ကာယကြီးရှိတယ်အဲ့ဒီကာယကိုကာယေကာယ ानु ပတိကာယကိုကာယအနေနဲ့ရှုနိုင်တယ်ကာယကိုကာယလို့ရှုရဲဆိုတာငါလို့ထင်တာမဟုတ်ဘူးငါဟာလို့လည်းမထင်ဘူးနော်ရှုတရားယုတ်တရားသက်သက်ပဲလို့မြင်တဲ့ဟာမျိုးဆိုလို့အနုပတိဆိုတာ contemplation meditation အနုပတ္တအပမန်ထထရှုမြင်နေတာကာယကိုကာယလို့ပဲရှုမြင်တယ်တရဝါလို့မရှုမြင်ဘူးငါလို့လည်းမမြင်ဘူးသူတော်ဝါလို့လည်းမမြင်ဘူး body ဟာ body ပဲရုပ်ဟာရုပ်ပဲလို့သူတို့မြင်တာဟုတ်ဆိုလို့အဲ့ဒါကြတော့အစစ်မှန်ဖြစ်သွားပြီစစ်မှန်ဖြစ်သွား illusion မဟုတ်ဘူးတရားကာယပေါ်မှာတတိရှိနေတယ်တဲ့ကာယအနေနဲ့တတိတင်ရှိတာမဟုတ်ဘူးသူကတတိတစ်ခုတည်းမှာအလုံးမဖြစ်ဘူးဒါကြောင့်မို့အနုပတ္တိဆိုတာဝိရိယလည်းပါတယ်သမာဓိလည်းပါတယ်အနုဆိုတာအကျဉ်းချင်းအထက်ထက်သို့မဟုတ်သဘာဝအားလျော်စွာပတ္တိမြင်တာကာယကိုကာယလို့မြင်တာမြင်တာသူမြင်လာတာမဟုတ်ဘူးကြိုးစားလို့မြင်တာဒီထဲမှာဝိရိယပါတယ်နော်ကြိုးစားလို့မြင်တာတတိရှိလို့မြင်တာနော်စိတ်ကူးကြံစီမိထားလို့မြင်တာ attention ရှိလို့မြင်တာဒီလိုဆိုလို့တယ်ကာယကာယေကာယ ानु ပတိဝိဟရတိအဲ့ဒါပဲအဓိကအချက်၃ချက်ကိုတော့မြတ်စွာဘုရားထည့်ဟောလိုက်တယ်မြင်အောင်ကသူမြင်မှာမဟုတ်ဘူးကာယကိုကာယလို့မြင်ဖို့ဆိုတာသူမြင်မှာမဟုတ်ဘူးဒါကြောင့်မို့အတ္တပိမမြင်အောင်ကြိုးစားမယ်လုံလဝိရိယအတ္တပဆိုတဲ့လုံလဝိရိယအပူတပြင်းကြိုးစားအထုတ်တယ်စေးလေမဟုတ်ဘူးအတ္တပဆိုပြင်းတဲ့စိတ်တွေကိုလောင်မြိုက်ပြစ်ပြီးတော့ကြီးမားတဲ့လုံလဝိရိယကိုအတ္တပလို့ခေါ်တယ်အတ္တပိဆိုလုံလရှိသူကာယကိုကာယလို့ရှုနေတဲ့ပုဂ္ဂိုလ်ဟာအတ္တပိပြင်းထန်ကြိုးစားအထုံမှုရှိတယ်တတိမှာတတိကောင်းတယ်ရှိုံနဲ့မဟုတ်ဘူးတတိကလည်းဆွဲမြဲတယ်ကောင်းတဲ့တတိရှိတယ်တမ္ပသနောခွဲခွဲခြားခြားကွဲကွဲပြားပြားသိတယ်အသိဉာဏ်ရှိတယ်တော့ဒါတွေကမြတ်စွာဘုရားဟောဖို့ကနော်ပုဂ္ဂိုလ်အနေနဲ့ဟောလိုက်တာဒါကိုပုဂ္ဂလာဒိဋ္ဌာနာလို့ခေါ်တယ်ပုဂ္ဂိုလ်ဆွဲပြီးဟောတာဘာလို့ကာယေကာယ၌ကာယ ानु ပတိကာယဟုရှုလေရှိသောသူသည်အတ္တပိရှုဖို့အတွက်ကြိုးစားအထောက်နေတဲ့သူသည်တတော်တတိမှာတတိရှိသောသူသည်သမ္ပဇာနောစင်ကြယ်တော်တရားရှိသောသူသည်ဟုတ်တော်ဟာဖြစ်၍ဝေရတိနေဤတို့ဒီလိုပြောလို့တာ
တော့ကာနုပတိဆိုလဲပုဂ္ဂိုလ်ရတာပဲအတ္တပိဆိုလဲပုဂ္ဂိုလ်ပြောတာသမ္ပဇာနောဆိုလဲပုဂ္ဂိုလ်ပြောတာတတိမာဆိုလဲပုဂ္ဂိုလ်ပြောတာပဲအဲ့တော့ပုဂ္ဂိုလ်နဲ့တရားဆိုတာလဲပဲတိယနဲ့ဌာနနဲ့ဌာနိဖြစ်သည့်အတွက်ကြောင့်နေတယနေတိတဖြစ်သည့်အတွက်ကြောင့်တတိကိုတတိရှိသူဆိုတတိရှိရမယ်ပြောတာကြိုးစားမှုရှိသူဆိုကြိုးစားမှုရှိရမယ်ပြောတာအစဉ်ကျင့်တို့တရားရှိသူလို့ပြောတာအစဉ်ကျင့်တို့တရားပညာရှိရမယ်လို့ပြောတာအဲ့တော့ဆိုလိုတာကဒီတတိရှိနေတယ်ဆိုတဲ့အထက်မှာတတိတစ်ခုတည်းပြောတာမဟုတ်ဘူးတဲ့ကိုယ့်ရဲ့ကာယကိုကာယလို့ကြိုးစားပန်းစားအတိညာရှိတတိထားပြီးတော့ရှုမှတ်နေတဲ့ပုဂ္ဂိုလ်ဖြစ်ပြီးရှုမှတ်နေတဲ့ပုဂ္ဂိုလ်ဖြစ်ပြီးနေပါကာယကိုသိနေအောင်ဣတုရှင်းမဝင်အောင်အဲ့ဒါကြိုးစားအထောက်နေလို့ပြောအဲ့ဒီမှာဘာတွေဝင်လာတတ်တုံးကာယကိုကာယလို့ရှုမြင်နေတဲ့အချိန်မှာဘာတွေဝင်လာတတ်တုံးလို့ဆိုအဘိဓါဒေါမနတကာယကိုရှုနေတဲ့အချိန်မှာကိုယ်သဘောကျတဲ့ကာယလေးနှစ်သက်စရာကောင်းတဲ့ကာယလေးဆိုလောဘလာပြန်မုန်းစရာဖြစ်လာပြီဆိုရင်ဒေါသလာပြန်တော့အဲ့ဒါအဖြစ်ပါသိနေဝိနည်းလောကေအဘိဓါဒေါမနတလောကဆိုတာဒီကာယကိုပြောတာအဲ့ဒီမင်းရှုနေတဲ့ကာယအပေါ်မှာတဲ့လောဘလည်းမဖြစ်စေနဲ့ဒေါမနတဆိုတာဒီနေရာဒေါသကိုပြောလိုက်တာဒေါသနဲ့ဒေါမနတဆိုတာအမြဲတမ်းတွဲပြီးတော့ဖြစ်နေတာဥပိ္ပဏသဟသသဟစာရိတတနထံဆိုတာဒိဋ္ဌိကတဟောတယ်ပေါ့ဒေါမနတသဟကတံဒိဋ္ဌိကတသံပယုတ်တံဆိုမှာဒေါသနဲ့ဒေါမနတသဟကတံပဋိကသံပယုတ်တံဆိုပဋိကဆိုတဲ့ဒေါသနဲ့ဒေါမနတအမြဲတွဲနေတယ်ဥပိ္ပဏသဟစာရိတတနထပဋိကဖြစ်ရင်ဒေါမနတဖြစ်မှာပဲဒေါမနတဖြစ်ရင်လည်းဒေါသဖြစ်မှာပဲဒီနှစ်ခုကခွဲလို့မရတဲ့အရာတစ်ခုလို့ဆိုလို့တယ်အဲ့ဒါလိုပဲဒီမှာဒေါမနတံလို့သုံးလိုက်တာဟာဒေါသကိုရည်ညွှန်းတာအဘိဓါကကာမိစ္ဆန္ဒတောဘဒေါမနတလို့သုံးတာဖြာပါတာဆိုလိုတာနိဗ္ဗာန်တရားကိုဖယ်ပါလို့ပြောတာကာယပေါ်မှာတတိထားပြီးတော့ကြိုးစားအထုတ်နေတဲ့အပေါ်မှာအဲ့ဒီပေါ်မှာကာမိစ္ဆန္ဒဆိုတဲ့တဏှာလည်းမဖြစ်ပါစေနဲ့ဖြာပါရဆိုတဲ့ဒေါသလည်းမဖြစ်ပါစေနဲ့ရသောဖြင့်အာယုတစ်ခုပေါ်မှာလာလို့ရှိရင်ကြိုက်ရင်လောဘမကြိုက်ရင်ဒေါသဒါလာတတ်တာကိုနော်အဲ့ဒါကြောင့်လို့မြတ်စွာဘုရားဝိနည်းလောကေအဘိဓါဒေါမနတံကာယအပေါ်မှာတဲ့လောဘလည်းမဖြစ်စေနဲ့ဒေါသလည်းမဖြစ်စေနဲ့အဲ့ဒါတွေမဖြစ်ရအောင်တတိနဲ့တင်းကျပ်တာတတိနဲ့ကာယပေါ်မှာစူးစိုက်ထားမယ်လုံလဝိရိယနဲ့တွန်းလှန်ဖယ်ရှားမယ်ဆင်ခြင်တုံတရားနဲ့တွန်းလှန်ဖယ်ရှားမယ်အဲ့ဒီလိုနေတာကိုပြောတာတဲ့တတိနဲ့နေစားအဲ့ဒါပေါ့ပေါ့လေးမဟုတ်ဘူးเนาะဘုရားဟောတာအတိနဲ့တတိရှိပါသေးဆိုတာပေါ့ပေါ့လေးပြောတာမဟုတ်ဘူးအဲ့ဒီတတိကိုပြောတာတဲ့ဒါတစ်ခုနောက်တစ်ခုကလူမှာကာယရင်ရှိနေတာမဟုတ်ဘူးဒီတစ်ခုတည်းတင်ဖြစ်နေတာမဟုတ်ဘူးအကြောင်းဟောနေရဆိုဖြစ်နေတာတွေကရှိတယ်ဘာဖြစ်စိတ်ခံစားချက်ဖြစ်လာဝန္တရဲဝမ်းနဲ့တယ်ချမ်းသာတယ်ဆင်းရဲတယ်ဒုက္ခဒုက္ခဒေါမနတဒေါမနတဝန္တရဲဝမ်းနဲ့တယ်ဝေဒနာတွေဖြစ်လာတယ်ဒုက္ခနာမှာနော်ကာယကဒုက္ခဝိရစေရတိကဒုက္ခကာယကဒုက္ခစေရတိကဒုက္ခအဲ့လိုဒုက္ခဒုက္ခမဟုတ်တဲ့ဟာဥပေက္ခအာရုခမဒုက္ခအနည်းဆုံးဝေဒနာ၃မျိုးအခါလေးရဖြစ်နေခလုတ်တိုက်လိုက်လို့နားရဲဆိုရင်ဒုက္ခဝေဒနာဖြစ်တာနေမကောင်းလို့ကြောအောင်တယ်ပိုင်အောင်တယ်ခေါင်းကိုက်တယ်ဒုက္ခဝေဒနာဖြစ်တယ်နေလို့ထိုင်လို့ကောင်းတယ်စားလို့တောက်လို့ကောင်းတယ်ပြောတယ်တကယ်ချင်းပေါင်းတယ်နဲ့တွေ့တယ်
ပျော်ပွဲသွားရတယ်စိတ်ချမ်းသာတယ်ဒုက္ခဖြစ်တယ်အခါလေးဆိုတာဒုက္ခဖြစ်တယ်ဒုက္ခဖြစ်တယ်အဲ့ဒီဖြစ်ပေါ်နေတဲ့ဒုက္ခဒုက္ခမထင်ရှားပဲနဲ့ကိုယ့်ကိုနေတဲ့အခါမှာလဲဝေဒနာဆိုတာဖြစ်နေတယ်စိတ်ခံစားမှုတစ်ခုရှိနေတယ်အဲ့ဒါဘာလို့ဆိုရင်မထင်ရှားတဲ့စိတ်ခံစားမှုဝေဒနာဒုက္ခလည်းမဟုတ်ဘူးဒုက္ခလည်းမဟုတ်ဘူးအဒုက္ခမဒုက္ခအဲ့ဒီဝေဒနာတွေပေါ်မှာလည်းပဲတတိထားပါဝေဒနာသူဝေဒနာနုပတိဝိဟရတိဝေဒနာကိုဝေဒနာလို့ပဲရှုမြင်ဖို့ကြိုးစားငါပြောတယ်လို့မလုပ်နဲ့သူပြောနေတယ်လို့လည်းမလုပ်နဲ့အာချမ်းသာတယ်လို့လည်းမလုပ်နဲ့သူချမ်းသာနေတယ်လို့မလုပ်နဲ့ချမ်းသာမှုဆိုတာဝေဒနာတရားသာဖြစ်တယ်ငါနဲ့လည်းမပတ်သက်ဘူးသဘာဝတရားတသက်သာဖြစ်တယ်ဆိုတဲ့အပေါ်မှာအတ္တပိသိအောင်ကြိုးစားတာတတိမှာတမ္ပဇာနောအမှန်သိတဲ့အသိပညာရှိတာတတိမှာတတိကောင်းကောင်းထားပြီးတော့ဝိနည်းလောကိဝိဇ္ဇာဒေါမနတံအဲ့ဒီခံစားချက်အပေါ်မှာလောဘမဖြစ်အောင်ဒေါသမဖြစ်အောင်နေလို့ဆိုလို့တယ်ခုနကိုယ်ကာယအပေါ်မှာလောဘမဖြစ်အောင်ဒေါသမဖြစ်အောင်တတိဝိရိယအတိနဲ့နေပါအဲ့တော့တတိပဌာန်တရား၄ပါးဆိုတာအဲ့ဒါပြောတာနောက်တစ်ခုကစိတ်တေစိတ်ဓာနုပတိဝိဟရတိအတ္တပိသမ္ပဇာနောစိတ်တေစိတ်ဓာနုပတိဝိဟရတိအတ္တပိသမ္ပဇာနောတခါတည်းရန်ကြတော့အသိစိတ်ပေါ့သိတဲ့စိတ်သိတယ်ဆိုတာစိတ်နဲ့သိတယ်ဆိုတာချိုးတာချင်တာခါတာငန္နာအဲ့ဒီလိုဟာပြောရတာသိတဲ့စိတ်အသိနဲ့ကိုယ်စိတ်ထဲမှာသိနေတဲ့အသိတွေပေါ့အသိတွေဖြစ်လာအဲ့တော့သိတဲ့အခါမှာတော့ဘာတတိထားမလဲအဲ့ဒီမှာလည်းပဲသိတဲ့စိတ်လေးကိုသိတဲ့စိတ်အဖြစ်ပဲရှုမှတ်လုံလဝိရိယရှိရမယ်တတိရှိရမယ်စဉ္ညာတို့တရားရှိရမယ်တတိရှိရမယ်ပြီးတဲ့အခါမှာစိတ်ပေါ်မှာလောဘလည်းမဖြစ်စေနဲ့ဒေါသလည်းမဖြစ်စေနဲ့ဝိနည်းလောကေဝိဇ္ဇာဒေါမနတရှုရင်မှတ်ရင်တခါတည်းအဲ့ဒါတခုကိုဖယ်ထားတယ်တခုကိုကြိုးစားတယ်တခုလောက်တာပြောတာမဟုတ်ဘူးနော်တစ်ဖက်ကလောဘကိုဖယ်ပြီးတော့တစ်ဖက်ကသိအောင်ကြိုးစားတာဒီလိုပြောတာမဟုတ်ဘာနဲ့တူတော့ဆိုရင်အလင်းရောက်ရင်အမှောင်ကပြောက်တာပဲလေမှောင်သွားရင်လည်းအလင်းပြောက်တာပဲလေအမှောင်နဲ့အလင်းဆိုတူနေလို့မရထို့တူပဲတတိတို့သမာပညာတို့ဒီလုံလဝိရိယတို့နဲ့ဆိုလို့ရှိရင်အဘိဇ္ဇာဒေါမနတတဏနဲ့ထောတာတူတူနေလို့မရဘူးလေတစ်ခုလားတစ်ခုပြောက်ပဲအဲ့ဒါကိုဆိုလို့တယ်အဲ့တော့စိတ်နဲ့ပတ်သက်ပြီးတော့လည်းသတိရှိပါလေရှုမှတ်ရမယ်ဒါအမြဲတမ်းစိတ်ကိုရှုရမှာလားလို့ဆိုတာလို့မဟုတ်စိတ်ပေါ်မှာသတိထားတဲ့အခါမှာတတိရှိရမယ်အချက်၄ချက်ကိုဖော်ပြတာတပြိုင်နက်လောက်ရမယ်လို့ပြောတာမဟုတ်ဘူးတခါတည်းရန်ကာယပေါ်မှာတတိရှိမယ်တခါတည်းရန်ဝေဒနာစိတ်ခံစားချက်ပေါ်မှာတတိရှိမယ်တခါတည်းရန်စိတ်ပေါ်မှာတတိရှိမယ်သူတို့ဆိုလို့တယ်နောက်တစ်ခုကျတော့ဓမ္မလို့သုံးလိုက်တာဓမ္မဆိုတာ general point ကိုပြောတာgeneral point လို့ပြောတော့ဓမ္မလို့ဆိုတာရုပ်လည်းဟုတ်ပဲနာမ်လည်းဟုတ်ပဲရှုံးနံတရားခန္ဓာ၅ပါးလည်းဟုတ်တယ်အာရဏလို့ပြောမှဆိုရင်လည်းဟုတ်တယ်သစ္စာလို့ပြောရင်လည်းဟုတ်တယ်အလုံးကိုကာယနဲ့ဝေဒနာစိတ်ဓာတ်ကတိသန့်ထုတ်ပြီးတော့ပြောလိုက်တယ်ဓမ္မလို့ပြောတာကြတော့ခွဲခြားပြီးတော့မပြောတော့လုံးထားလိုက်တယ်ရှုံးတဲ့နံတစ်ခုခုနော်ဘာဖြစ်လို့ဟိုဟာတွေကိုတိသန့်ပြောရတာလဲ
လူတွေကကာယအပေါ်မှာသူကတဏှာဖြစ်တတ်တယ်တဏှာဆွဲလန်းမှုတွေကကာယအပေါ်မှာဖြစ်တတ်များတယ်ကြည့်ကြရလေသူကလှတယ်ကြည့်ရတာရှုပ်လေးကလှတယ်ညနာလေးကလှတယ်နဲ့ဆိုပြီးတော့ကာယအပေါ်မှာကြည့်ပြီးတော့လူတွေကတဏှာဖြစ်လို့ရှိကြတယ်သူပတင့်တယ်တဲ့လူစိတ်ကထင်လာအဲ့ဒီအထင်မြင်ကိုဖျောက်ဖို့လည်းပါတယ်ပေါ့နော်အဲ့ဒါထင်ကိုဖျောက်ဖို့ဝေဒနာကြတော့လူတွေကစိတ်ကသမှုတွေကိုချမ်းသာတယ်လို့ထင်ကြတယ်ပြောကြတယ်အဲ့ဒီပြောမှုကိုဒုက္ခလို့မြင်အောင်မြတ်စွာဘုရားကလူတွေမှာဆိုလိုတာကလူတွေမှာလွယ်မှားမှု၄မျိုးရှိတယ်လွယ်မှားနေတာ၄မျိုးရှိတယ်ဝိပ္ပန္နတလို့ခေါ်တယ်ဝိပ္ပန္နတကလွယ်မှားမှု၄ရပ်တကယ်မတင့်တယ်တဲ့ကာယကိုတင့်တယ်တယ်လို့ထင်တာအတုဝေတုပအဲ့လွယ်မှားမှုတစ်ခုရှိတယ်မတင့်တယ်တာကိုတင့်တယ်တယ်လို့ပြင်တယ်ပါပါရှင် hallucination ပေါ့အဲ့လိုလွယ်မှားစွာသိနေတာအဲ့ဒါကိုပျောက်ဖို့ကာယကိုရှုခိုင်းတာဗျာအဲ့ဒီဝိပ္ပန္နတကိုဖယ်ဖို့ကာယ ानु ပဒနာကိုခေါ်တာဒီရွယ်ချက်မရှိပဲနဲ့ကမ္မထံပေးတာမဟုတ်ဘူးမြတ်စွာဘုရားဆေးပေးတဲ့သမားတော်လိုပဲခန္ဓာကိုယ်ထဲမှာဖြစ်နေတဲ့ယောဂဝေဒနာတွေနဲ့အလိုက်ပျောက်ဖို့အတွက်ဆေးရဟိုဆေးလေးပေးတယ်ဒီဆေးပေးတယ်ဒါအဲ့တော့ကာယ ानु ပတိဝိဟရတိကာယानु ပဒနာကမ္မထံဆိုတာဘယ်အတွက်ဆေးပေးတာတော့ဆိုအတုဝကိုမတင့်တယ်တာကိုတင့်တယ်တယ်လို့ထင်ပြီးတော့လွဲမှားစွာမြင်နေတဲ့အမြင်ကိုဖြောင်းနိုင်ဖို့အတွက်အဲ့ဒါပေးတာဒါဆေးတစ်ခွက်ဝေဒနာသူဝေဒနာနုပတိကြတော့ဒုက္ခတကယ်စင်စစ်ကဒုက္ခအဲ့ဒီဒုက္ခကိုဒုက္ခလို့ထင်နေတဲ့အထင်လေးကိုပျောက်ဖို့ရအတွက်အဲ့ဒါပေးတာနောက်တစ်ခုကစိတ်ဓာတ် ानु ပဒနာကြတော့စိတ်ဆိုတာထာဝရရှိနေတယ်လို့ထင်တာကိုလူကစိတ်ကိုထာဝရရှိနေတယ်လို့ထင်တာမဟုတ်ဘူးစိတ်ကလင်းလင်းမြန်မြန်ပေါ်လင်းမြင်မြန်ပျက်စီးသွားတာစိတ်ဖြစ်စဉ်အနေနဲ့သာရှိတာစိတ်ကလေးတစ်ခုရဲ့တဏ္ဍာတာတူတယ်မမြဲဘူးဆိုတာကိုမြဲတယ်လို့ထင်လွဲနေတာပျောက်ဖို့အတွက်စိတ်ဓာတ် ानु ပဒနာရှုခိုင်းတယ်ဓမ္မ ानु ပဒနာကြတော့ကိုဒီတရားတွေစုပေါင်းနေတဲ့အခါကျတော့ပြောတယ်ဆိုတယ်တွေးတယ်ကြံတယ်စုပေါင်းပြီးလို့တော့ငါလုပ်တယ်လို့ထင်လာတယ်အဲ့တော့အနတ္တကိုအတ္တလို့ထင်တယ်အဲ့ဒါပျောက်ဖို့အတွက်ဓမ္မ ानु ပဒနာဟောတာအဲ့တော့တတိထားဖို့ရအတွက်ကလူတွေလွဲမှားနေတဲ့ illusion ပါပါရှင် hallucination တွေကိုဖယ်ဖို့အတွက်ဒီလေးခုဟောတာမြတ်စွာဘုရားသူစေနဲ့သူပဲတပြိုင်နဲ့လောက်အောင်မှာတော့မဟုတ်ဘူးကိုယ်တဏ္ဍာမှာလောဘတွေများနေကာ ानु ပဒနာရှုပေါ့နော်တွေ့တာမှုတွေထင်းနေတယ်လှတယ်ထင်းနေရင်ကာ ानु ပဒနာရှုစိတ်ခံစားချက်ကိုဒုက္ခလို့ထင်နေတယ်ဆိုရင်ဝေဒနာ ानु ပဒနာကိုကြက်ရှုပေးလွယ်မှာနေတယ်မြဲတယ်လို့စိတ်ကထင်နေတယ်အနိစ္စသဘောမပေါ်ဘူးဆိုရင်စိတ်ဓာတ် ानु ပဒနာကိုရှုကိုအတ္တငါလုံနိုင်တယ်ငါဆိုတာရှိတယ်လို့သို့မဟုတ်ခန္ဓာကိုယ်ပေါ်မှာဆွဲမိနေတဲ့အရာရှိတယ်လို့သူတို့ထင်နေလို့ရှိရင်ဓမ္မ ानु ပဒနာကိုရှုလို့သူတို့ဆိုလို့တယ်ပေါ့အဲ့ဒါကြောင့်မို့လို့တတိပဋ္ဌာန်တရား၄ပါးကိုဟောတယ်လို့သူတို့ဆိုတယ်အဲ့တော့မဟာတတိပဋ္ဌာန်သုတ်အနှစ်ချုပ်ကိုအကျဉ်းကြီးထပ်နာလိုက်ရင်လည်းဒီအိဗယ်တွေရှင်းထားပြီးသားရှိတယ်ပေါ့နော်အဲ့လိုမြတ်စွာဘုရားက
ဒီတတိပဋ္ဌာန်တရားနဲ့ပတ်သက်ပြီးဓမ္မေတုဓမ္မနုပတိဝိဟရတိအာတပိသံဇာနောတတိမဝိနည်းလောကေဘိစ္ဆာထောပတတံအဲ့တော့တတိနဲ့နေရမယ့်အချက်၄ချက်အာယုန်၄မျိုးကိုခွဲပြီးတော့ဟောတာအာယုန်၄မျိုးကိုခွဲဟောခြင်းသည်ရွယ်ချက်၄ခုရှိတယ်လူတွေရဲ့တဏ္ဍမှာဖြစ်ပေါ်နေတဲ့အတုပကိုမတင်တယ်တာကိုတင်တယ်လို့ထင်နေတယ်မမြဲတာဒုက္ခကိုဒုက္ခလို့ထင်နေတယ်အနိစ္စကိုနိစ္စလို့ထင်နေတယ်အနတ္တကိုအတ္တလို့ထင်နေတယ်အဲ့ဒီတွဲမှားတဲ့အထင်တွေအတွက်ဒါပျောက်စေနိုင်တဲ့ဆေးတစ်ခွက်ပေးတဲ့သဘောပဲအဲ့နဲ့ဖြောင်းအောင်မယ်ဒါတတိထားနေဖို့ဆိုတာလေးကိုခေါ်တာနော်ဧဝံခောဘေကုဧဘေကုတတောဟောတိအခုလို့နေတာကိုငါတတိရှိရှိနေတယ်လို့ပြောတာအားတဲ့ဒါပြတ်စွာဘုရားသူကသူရှင်းပြတယ်ပြပြီးတော့နောက်တစ်ပိုင်းကပါတော့ကထင်းဇဘေကုဧဘေကုသံပဇာနောဟောတိစဉ္ညတုံတရားနဲ့နေတယ်အတိနဲ့နေတယ်ဆိုတာပါပြောတာလေတဲ့အတိနဲ့နေဖို့ရအတွက်မြတ်စွာဘုရားချက်9ချက်ဟောထားတယ်နော်9ချက်ဟောထားတယ်လူရဲ့ကိုယ်ကာယရဲ့လှုပ်ရှားမှုတွေနဲ့ပတ်သက်တဲ့ဒါကြောင့်လူတွေဟာလှုပ်ရှားတဲ့အခါအမတ်တမဲ့နေကြတာမို့တတိနဲ့လှုပ်ရှားဖို့တယ်မော့ပညာဆင်ញင်နဲ့လှုပ်ရှားဖို့အဲ့ဒါကိုဟောတာသမ္ပဇာနာဆိုတာသိဉာဏ်ရှိရမယ်ဆိုဘယ်လိုရှိရမှာလဲသိဉာဏ်ရှိပုံရှိနည်းကတော့ဒီအသိဉာဏ်ကို၄မျိုးခွဲလိုက်တယ်အဲ့ဒီမှာဒါကြတော့အထက်ကရာတွေကရှင်းပြတာဖြစ်တယ်မြတ်စွာဘုရားဟောတာတဲ့အသိရှိရမယ်အချက်9ချက်ကဘာတော့အဲ့ဒါလေးကိုအချင်းညုတ်တစ်ခါပြောကြည့်မယ်9ချက်ကဘာတော့ဆိုရင်ရှစ်လန်းနာနောက်ဆုတ်တာကိုယ့်ရဲ့လှုပ်ရှားမှုဘုပ္ပမဲ့ပေါ့နော်ခန္ဓာကိုယ်လှုပ်ရှားမှုနဲ့ပတ်သက်တယ်ရှေ့ခြေလန်းနာနောက်ပြန်ဆုတ်တာသွားတာနောက်ဆုတ်တာရှေ့တိုးတာနောက်ဆုတ်တာအဲ့ဒါနဲ့ပတ်သက်ပြီးတော့လည်းပဲအတိတရားရှိပါစေတော့အတိတရားရှိပါလို့ပဲပြောတယ်တတိကလည်းဒီထဲမှာခုနကရှေ့ကခြားထားပြီးသားဆိုတော့ကာယကလွတ်တာမရှိတော့တတိကတော့ရှိရမယ်ဒါကြတော့ရှစ်တိုးနောက်ဆုံးလောက်တာအမှတ်တမဲ့မလုံးနဲ့စဉ္ကြရုံတရားနဲ့လုံးလို့ပြောတာတတိရှိပြီးတဲ့နောက်အတိပေါ်ဖို့ရမြတ်စွာဘုရားပြောတာနောက်ဒုတိယအချက်ကတော့အလောကိတေဝိလောကိတေမျက်စိနဲ့ကြည့်တဲ့အခါတဲ့ကြည့်တာကိုအလောကိတမျက်စိတွေနဲ့စောင်းကြည့်တာလေးကြတော့ဝိလောကိတနော်တဲ့ရှစ်တဲ့ကြည့်တာတစ်ခုမျက်စိတွေစောင်းပြီးတော့ကြည့်တာတစ်ခုကျန်တာတွေတော့မပါဘူးပေါ့ကြည့်တာမပါဘူးငုံကြည့်တာမပါဘူးဘာလို့လဲဆိုတော့ယောဂီပုဂ္ဂိုလ်အနေနဲ့ဟောလို့ဆိုလိုတာတော့ကြည့်တာမှန်သမျှပဲတတိရှိပေါ့ဒီလိုဆိုပညာရှိရမယ်စဉ္ညတုံတရားနဲ့ကြည့်ရအဲ့တော့ရှေ့လန်းတာဖြစ်စေနောက်ဆုတ်တာဖြစ်စေအသိပညာရှိရမယ်အသိပညာနဲ့လုပ်ရမယ်ရှေ့တိုးနောက်ဆုတ်ကိုအသိပညာနဲ့လုပ်ရမယ်ရှေ့လန်းနောက်ဆုတ်အသိပညာနဲ့လုပ်နော်ကြည်တာရှုတာအသိပညာနဲ့လုပ်လက်ကွေးခြေဆန့်လှုပ်တာအသိပညာနဲ့လုပ်နောက်တစ်ချက်ကနောက်တစ်ခုကသံဃာတိပတ္တစီဝရတာနေလူတွေရောဆိုင်အောင်ပြောပါဆိုရင်တော့ကိုဝတ်တဲ့အဝတ်အိုးခွဲပကံစားတဲ့ခွဲပကံဝတ်တဲ့အဝတ်ဝတ်တဲ့အခါမှာပကံခွဲရောက်ကိုင်တဲ့အခါမှာတတိရှိပါစေနော်တတိရှိရမယ်ဟောပညာရှိရမယ်စဉ္ညတုံတရားနဲ့လုပ်အောင်နောက်တစ်ခုကအတိတိပိတိခာယိတိတာယိတိစားတာပဲဖြစ်စေရေတောက်တာပဲဖြစ်စေမုံဝါတာပဲဖြစ်စေရစားရတာလို့ပြားရရတာပဲဖြစ်စေအဲ့မှာလည်းပဲအသိပညာရှိပါစေနောက်တစ်ခုကဥစ္စာရပတ္တဝါကံပဲအိမ်သာတက်တယ်ကြမ်းမရေးသွားတယ်ပေါ့ကျင်းကြီးကျင်းငယ်စွန်းတယ်ဥစ္စာရပတ္တဝါအဲ့မှာလည်းပဲ
ပညာရှိပါစေမှန်တိုင်းသိအောင်လုပ်ပါပညာဆိုတာမှန်တိုင်းသိတာနော်မှန်တိုင်းသိပါစေနောက်တစ်ခုကတော့ကတိထိတိနိသိနေလမ်းလျှောက်နေတာလားမတည့်ရနေတာလားထိုင်နေတာလားဘာပဲလုပ်လို့အသိပညာနဲ့လုပ်ပါနောက်သုတ်တိသာဂရိတေအိတ်တဲ့အခါမှာနိုးလာတဲ့အခါမှာအိတ်တော့မယ်ဆိုတဲ့အချိန်မှာအိတ်ပျော်နေတယ်အိတ်ပျော်သွားဖို့အိတ်ရတဲ့ဝင်တဲ့အချိန်မှာဖြစ်စီနိုးလာတဲ့အချိန်မှာဖြစ်စီတတိရှိပါဘာတိတိဒုံနိဘာဝေစကားပြောတဲ့အခါမှာသို့မဟုတ်တိတ်တိတ်ကလေးနေတဲ့အခါမှာတိတ်တိတ်နေတာတောင်မှပဲအသိပညာနဲ့တိတ်တိတ်နေရမယ်လို့ပြောတာတောင်းတွေမြောက်တွေမဟုတ်ဘူးအသိနဲ့တိတ်တိတ်နေတာဘာလို့တိတ်တိတ်နေတာလဲဆိုတော့အဲ့ဒါလည်းပဲအလုံးပေါင်းလိုက်တဲ့အခါမှာလမ်းလျှောက်နေတာရက်နေတာထိုင်နေတာအိတ်နေတာနိုးလာတာစကားပြောတာတိတ်တိတ်ကလေးနေတာအဲ့ဒီချက်တွေမှာလည်းပဲအသိရှိပါစေတဲ့ဧဝံခောဘိကွေဘိက္ခုသဗ္ဗဇာတကာရိဟောတိအဲ့လိုနေနိုင်ပြီဆိုလို့ရှိရင်ဒါသဗ္ဗဇာတကာရိကိုလုပ်တဲ့အလုပ်တွေကိုပညာနဲ့လုပ်ပါလို့ပြောတာနော်ပညာနဲ့လုပ်ပါအခုလုပ်တဲ့အလုပ်တွေအလုံးပညာနဲ့ပဲလုပ်ပါလို့ပြောတာဒါအလုံးကြည့်လိုက်ရင်အလုပ်တွေကြီးပဲလေရှေ့လန်းနဲ့နောက်ဆုတ်တယ်အလုပ်တစ်ခုမျက်စိနဲ့ကြည့်တယ်ရှုတယ်အလုပ်တစ်ခုလက်ကွေးတယ်ခြေဆက်တယ်အလုပ်တစ်ခုအဝတ်စားပြင်ဝတ်တဲ့ဥခွဲပကံကင်တယ်အလုပ်တစ်ခုစားတယ်တောက်တယ်ဝါတယ်လက်ရက်တယ်အလုပ်တစ်ခုအိမ်သာတက်တယ်အလုပ်တစ်ခုလမ်းလျှောက်တယ်ထိုင်နေတယ်လမ်းလျှောက်တယ်ရက်တယ်ထိုင်တယ်အိတ်တယ်နိုးတယ်စကားပြောတယ်တိတ်တိတ်နေတယ်ဒါအလုပ်တစ်ခုအဲ့ဒီခုနှစ်ဌာနအဲ့ဒီခုနှစ်ဌာနမှာအသိပညာနဲ့ကြီးပဲလုပ်ပါသမ္ပဇာနာကာရီပညာနဲ့လုပ်ပါအဲ့တော့ပညာနဲ့လုပ်ဆိုဘယ်လိုလုပ်မှာတော့ပညာဆိုတဲ့နေရာမှာဒါကြတော့ထက်ကရာတွေကရှင်းပြတယ်မြတ်စွာဘုရားတလောက်ပဲဟောပြီးတော့ပညာဆိုတဲ့နေရာမှာအသိပညာဘယ်နှမျိုးတော့ဆိုရင်တထက်ကတမ္ပစေညာဒါတစ်ခုနော်တထက်ကတမ္ပစေညာတဲ့အကျိုးရှိမရှိသိတဲ့ပညာတစ်ခုနောက်တစ်ခုကတပ္ပယပညာတမ္ပစေညာတယ်ကိုယ့်အတွက်အကျိုးဖြစ်မှုခုနတတ္တကအကျိုးရှိမှုတပ္ပယကိုယ်နဲ့တင့်မတင့်သိတဲ့ပညာခောစရတမ္ပစေညာဆိုတာကိုနဲ့ကိုမှရှိရမယ်အာယုံကိုအမြဲတမ်းတွေ့နေရမယ်အာယုံကိုအမြဲတမ်းစိတ်ထဲမှာထားရမယ်အာယုံနဲ့ပတ်သက်တဲ့အသိနောက်တစ်ခုကအတ္တမောဟတမ္ပစေညာတယ်မတွေးဝေတဲ့အသိနော်ဆိုလိုတာရှေ့လျှောက်ရှေ့တိုးတယ်နောက်ဆုတ်တယ်ဆိုရင်တတ္တကတမ္ပစေညာအနေနဲ့ပြောမှဆိုရင်ငါရှေ့ရွှေ့ရင်ဘယ်လိုအကျိုးရှိမလဲနောက်ဆုတ်ရင်ဘယ်လိုအကျိုးရှိလဲအကျိုးရှိလားပြစ်ရှိလားဒါစဉ်းစားပြီးမှလုပ်လို့ပြောတာနော်စဉ်းစားပြီးမှလုပ်လို့ပြောတာတတ္တကတမ္ပစေညာနဲ့ခုနလက်ကွေးခြေစနာလဲကြည်တာရှုတာလဲအကျိုးရှိသလားအကျိုးမရှိဘူးအကျိုးရှိမရှိဆိုတာလေကြည်တာလေးနဲ့အကျိုးရှိမရှိရှိသလားဆိုတော့ရှိတာပေါ့ကိုယ်တောင်းတော့ကြည်လိုက်လို့ကိုယ်နဲ့မတွဲတဲ့လူတွေ့ရင်ဒေါသဖြစ်သွားတာအဲ့ဒါအကျိုးပဲအကျိုးမြတ်မကောင်းမှုပေါ့ကိုယ်မှာဒေါသဖြစ်သွားကိုယ်နဲ့သဘောကျတဲ့လူတွေ့လိုက်ရင်လောဘဖြစ်တာဗျာချစ်ခြင်းကြောင့်လောဘဒေါသဖြစ်တာအဲ့ဒါအပြစ်ပဲပေါ့အဲ့ဒါတို့မဖြစ်ရအောင်ကြည့်ရှုတဲ့အခါမှာအကျိုးရှိလားမရှိဘူးလားကြည့်ပါလို့သူတို့ဆိုလို့တဲ့ပေါ့နော်အဲ့တော့ဒီနေရာမှာကျန်တာတွေကိုတော့ချက်မပြောတော့အတ္တမောဟတမ္ပစေညာဆိုတာလေးကိုနည်းနည်းရှင်းပြ
အတ္တမောဟဆိုတာမတွေးဝေတဲ့အတိလို့ပြောတာအဲ့ဒါတွေကစိတ်ဝင်စားကြကောင်းတယ်အတ္တမောဟတမ္ပစညာမတွေးဝေတဲ့အတိအဲ့တော့သွားတယ်လာတယ်ဆိုတာလေးမှကြည့်လိုက်မယ်ကြည့်တယ်ဆိုတာလေအကုန်လုံးဟာအတ္တမောဟတမ္ပစညာနဲ့ဘယ်လိုကြည့်ရမလဲအတ္တမောဟတမ္ပစညာဆိုဝိပဿနာအတိကိုပြောတာဝိပဿနာနဲ့ကြည့်တာကိုပြောတာနော်ဝိပဿနာဉာဏ်နဲ့ဖြစ်လာတာကိုပြောတာအဲ့တော့ကဲရှေ့ကိုခြေလှမ်းလှမ်းတော့မယ်ဆိုရင်ဘာအရင်ဖြစ်လာလဲအတ္တမောဟနဲ့ခြေလှမ်းခြေလှမ်းလှမ်းခြင်းနဲ့စိတ်ကလေးအရင်ဖြစ်လာတယ်ဒါတစ်ခုအဲ့စိတ်ကလေးပေါ်လာတဲ့အခါမှာခြေတော်ကြီးကကြွတက်လာတယ်ဒါတစ်ခုပြီးတော့ခြေတော်ကချလိုက်တယ်နောက်ခြေတော်ကကြွတက်လာတယ်အပိုင်းလိုက်နော်သွားခြင်းနဲ့စိတ်ကဖြစ်လာတဲ့အခါမှာအဲ့ဒီစိတ်ကိုအကြောင်းပြုပြီးတော့ဝါယောဓာတ်နဲ့ဒိသောဓာတ်ကစိတ်ကြောင့်ဖြစ်တဲ့ဝါယောနဲ့စိတ်ကြောင့်ဖြစ်တဲ့ဒိသောဓာတ်တွေကြောင့်ခြေတော်ကကြွတက်လာတာငါကြွတာမဟုတ်ဘူးအဲ့ဒါကြွခြင်းနဲ့စိတ်ကြောင့်ကြွလာတာလေဖြတ်ထားရင်ကြွခြင်းနဲ့စိတ်ပေါ်တော့မကြွဘူးလေဖြတ်ထားရင်သိပြီဟုတ်တယ်မလားကြွခြင်းနဲ့စိတ်ပေါ်တိုင်းကြွတာမဟုတ်ဘူးဘာဖြစ်တော့ဆိုရင်တိဇောဓာတ်နဲ့ဝါယောဓာတ်ကမှကြွပေးတာစိတ်ကပေါ်လာတဲ့အခါစိတ်ကြောင့်ဖြစ်လာတဲ့တိဇောဓာတ်နဲ့ဝါယောဓာတ်နှစ်ခုပေါင်းပြီးတော့ခြေတော်ကိုကြွသွားတာခုခေတ်စိတ်ပညာတွေကပြောရင်တော့ကြွက်သားပေါ့ကြွက်သားအားနဲ့လို့ပြောမှာပေါ့ဒါပေမဲ့အဲ့ဒီကြွက်သားရဲ့အထီးကဘယ်လိုလုပ်ဆိုရင်တော့တိဇောဝါယောပါပဲနောက်ဆုံးကြတော့ဒါကြည့်ပြီးပါပဲရှိတာပေါ့နော်ဟုတ်ပြီအဲ့ဒါကြွတက်လာငါကြွတာမဟုတ်ဘူးအဲ့ဒါတိဇောနဲ့ဝါယောကများလာလို့ကြွလို့ရတယ်လေမြန်ကြီးပြန်တက်တာဆိုလဲတိဇောနဲ့ဝါယောနဲ့တက်တာပဲလေအင်ဂျင်ကနေပြီးတော့လေကိုပူအောင်လုပ်လိုက်တာအဲ့ဒါပူအောင်လုပ်တာတိဇောလေတွေကပေါ့သွားတယ်ကောင်းကင်ပြန်တက်သွားတခါပြန်ချတယ်ခြေတော့ကကြွပြီးတော့ပြန်ချတယ်ချတဲ့အခါကျတော့ပထဝီနဲ့အာဘောကများသွားပြီးတော့တိဇောနဲ့ဝါယောရော့သွားပြန်ဒါနှစ်ခုတွဲပထဝီနဲ့အာဘောကတွဲတိဇောနဲ့ဝါယောကတွဲအဲ့တော့ပထဝီနဲ့အာဘောကအဆင်းအကျတိဇောနဲ့ဝါယောကအတက်လေနဲ့အပူကအတက်ရှည်နဲ့မြေကအဆင်းအဲ့တော့လမ်းသွားရဲဆိုတာစိတ်ကြောင့်ဖြစ်ပေါ်လာတဲ့နော်စိတ်ကြောင့်ဖြစ်ပေါ်လာတဲ့ဝါယောနဲ့တိဇောကမြင့်တက်လာပြီးတော့ပထဝီနဲ့အာဘောကနေကြသွားရင်အဲ့ဒါခြေတော်ကြွတာပဲခြေတော်ချလိုက်တဲ့အခါမှာတော့ပထဝီနဲ့အာဘောကများလာပြီးတော့တိဇောနဲ့ဝါယောကနေသွားတာလေမြန်ကြီးအောက်ဆင်းပြီဆိုရင်လေကိုရိုးအောင်လုပ်လိုက်တာပဲလေအဲ့တော့ပဲမှာတော့အဲ့ထင်မယ်ခြေတော်လှမ်းတာဘသူကလှမ်းနေတာလဲခြေတော်ကြွတာဘသူကြွတာတော့မေးကြည့်ပါလားရှာကြည့်ပါလားအလုံးဟာဓာတ်သဘောတွေဖြစ်တာပဲရှိတယ်စိတ်ကြောင့်ဆိုလိုတာခန္ဓာ၅ပါးပဲဖြစ်တယ်နော်စိတ်ကဝိညာဉ်နဲ့ခန္ဓာစိတ်နဲ့စေတသိက်တွေပေါင်းလိုက်တော့ဝေဒနာခန္ဓာသင်္ညေခန္ဓာသင်္ခါရခန္ဓာဝိညာဉ်နဲ့ခန္ဓာနာမ်ခန္ဓာ၃ပါး၄ပါးဝါယောဓာတ်နဲ့တိဇောဓာတ်ကရူပခန္ဓာချောကြွတဲ့ဆိုအဲ့ခန္ဓာ၅ပါးရဲ့ပြောင်းလဲပဲအဲ့ဒီမဲ့ခြေတော့ချတာဘယ်သူချတာခြေတော့ကြွတာဘယ်သူကြွတာတော့ခြေတော့ချတာတော့ဘယ်သူချတာတော့မေးငါချတာဆိုရင်ငါဘယ်သူလဲပထဝီကိုငါခေါ်မှာလားတိဇောကိုငါခေါ်မှာလားဝါယောကိုငါခေါ်မှာလားဓာတ်ကြီးလေးပါဖြစ်တဲ့တယ်မှာဘယ်သူကိုခေါ်မလဲကြွခြင်းနဲ့စိတ်ကိုခေါ်မှာလားချခြင်းနဲ့စိတ်ကိုခေါ်မှာလားလမ်းလျှောက်ခြင်းနဲ့စိတ်ကိုခေါ်မှာလားအဲ့ဒါလည်းငါမဟုတ်ဘူးအဲ့တော့ယုံနဲ့နာဖြစ်ချင်းမြတာဖြစ်တယ်လို့အဲ့ဒါလို့သိတာကိုအတ္တမောဟတမ္ပစညာလို့ခေါ်တယ်လွယ်တာမဟုတ်ဘူးနော်အဲ့လိုသိနေပဲဆိုရင်ကိလေသာလာပါအောင်မလားလာတော့ခေါဏနော်
လောဘဆိုတာလည်းမလားဘူးဒေါသဆိုတာလည်းမလားဘူးအဲ့လိုသိနေအောင်လားလုံနေတာဟာလောဘဒေါသကိုတားထားတာပဲဖြစ်တယ်အဲ့ဒါကိုပြောတော့ဝိနည်းလောကေပိစ္ဆဒေါမနတံဆိုဒါအတ္တမောဟတမ္ပစညာနဲ့သိတာအထက်ကရာမှာတခြားတမ္ပစညာတွေရှင်းပြတာရှိသေးတယ်ဒါအတ္တမောဟတမ္ပစညာကြတော့အဲ့ဒါခန္ဓာကိုယ်ထဲမှာအမိတ်ပေးနေတဲ့အတ္တဆိုတာအကောင်မရှိဘူးပြောလို့ငါဆိုတာလည်းမရှိဘူးသူလည်းမရှိဘူးဒီယုတ်တရားနတ်တရားတသက်မြတ်တာလှုပ်ရှားနေခြင်းသာဖြစ်တယ်လို့အဲ့ဒီလိုမြင်လို့ရှိရင်အတ္တမောဟတမ္ပစညာလို့ခေါ်တယ်ဒါဝိပဿနာကြတော့အဲ့လိုမြင်အောင်ကြည့်ရမှာအဲ့လိုမမြင်သေးသမျှကမ္မထန်တွေဘလောက်အထုတ်တမာရီလေးဖြစ်ပြီးတော့တောင်းမြင်မြောက်မြင်ကလေးတော့ဖြစ်မှာပေါ့စိတ်ကလေးအေးချမ်းပြီးငြိမ်လိုက်တာနောက်ထပ်အဲ့ဒီငြိမ်တက်ကလေးရခြင်းနဲ့ဆိုရယ်လောဘကလေးနဲ့စခန်းသိမ့်လိုက်ကြသို့တော့အဲ့ဒီလောဘလေးနဲ့စခန်းသိမ့်မှုဆိုတာတောင်းလွဲတာတော့မဟုတ်ဘူးနော်ဟိုတရားဥရဟုတ်ပြောပြတာပါတကယ်ဒီအသိဉာဏ်ဖြစ်သည့်ထီအောင်ကြိုးစားရမယ်လို့ဆိုလို့တယ်ဒါဝိပဿနာနော်အဲ့အတွက်လေးဝင်လေးရှုမှတ်ပြီးတော့စိတ်တွေကငြိမ်းချမ်းပြီးတော့မှတ်စိတ်တွေပျောက်သွားတယ်တို့ပါတော့အဲ့ဒါတွေကတရားတော့မဟုတ်သေးဘူးမဟုတ်ဘူးတရားတော့မဟုတ်ဘူးတမာရီစွမ်းအားကြောင့်ဖြစ်တာလေစွမ်းကြောင့်ဖြစ်တာတော့ဝိပဿနာတရားဆိုတာအဲ့ဒါလို့မဟုတ်ဘူးအဲ့တတိရှိဖို့လိုတယ်နော်မြတ်စွာဘုရားသင်တာအဲ့ဒါလို့သင်တာမဟုတ်ဘူးအဲ့တော့ရှုရဲဆိုင်တဲ့ဆိုလို့ရှိရင်လည်းရှုတဲ့လူမရှိဘူးငါရှုတာလည်းမဟုတ်ငါဆိုင်တာလည်းမဟုတ်ဘူးနော်ရှုခြင်းနဲ့စိတ်ကြောင့်ဖြစ်ပေါ်လာတဲ့ဒီရှုခြင်းဆိုင်ခြင်းဖြစ်လာတာအဲ့ဒီမှာငါမပါဘူးသူလည်းမပါဘူးအတ္တဆိုလည်းမရှိဘူးတဘာဝတရားတသက်မြတ်တာဖြစ်တယ်လို့မြင်ဖို့ကြိုးစားရမှာဖြစ်တယ်ပေါ့ဒါဝိပဿနာကြတော့အဲ့လိုကြိုးစားငါပြောက်မှသူပြောက်မှဆိုလိုတာတတ္တဝါဆိုတာပြောက်မှဝိပဿနာဉာဏ်ဖြစ်မှာတတ္တဝါမပြောက်ခွဲနဲ့အနိစ္စဆိုပရိစေရင်တော့ကြိုးပြရုံမရှိမှာနော်သို့တော့မလုံးတဲ့လူနဲ့ဆိုင်ရင်တော့တော်ပါတယ်မကောင်းတာတွေရွတ်နေမဲ့စားအနိစ္စလို့ရွတ်တာတော့မကောင်းဘူးလို့ပြောတာမဟုတ်ဘူးနော်ကောင်းတာလုပ်တာမှတပြားသူ့အတိုင်းတာနဲ့သူကောင်းတယ်ပေါ့ဒါပေမဲ့လို့လူရင်းမရောက်ဘူးပေါ့လူရင်းရောက်ချင်တော့လူရင်းမရောက်ဘူးပေါ့အဲ့ဒါကိုသတိရှိရမှာတဘာဝတရားတွေများဖြစ်ချင်းများတာဖြစ်တယ်ဆိုတာဘာလို့ကမ္မတကာရကောနတ္ထိအလုတ်ကိုလှုပ်တဲ့လူဆိုတာမရှိဘူးတရဝဆိုတာမရှိဘူးဝိပါကတ္တသဝေရကောအကျိုးကိုခံစားတဲ့လူဆိုတာမရှိဘူးအကြောင်းပေါ်ခြင်းသည်ပြုလုပ်ခြင်းအကျိုးပေါ်ခြင်းသည်ခံစားခြင်းနော်ကမ္မတကာရကောနတ္ထိဝိပါကတ္တသဝိရကောသုဒ္ဓဓမ္မပောတန္တိယုတ်တရားနံတရားတသက်မြတ်တာဖြစ်တယ်လို့မြင်မှဧဝိတံသမတတနာငါမပါဘူးတတဝါမပါဘူးအတ္တဆိုတာမပါဘူးယုတ်တရားတသက်မြတ်တာဖြစ်တယ်ခုနကခြေတော့လှမ်းတာသွားတာငါမဟုတ်ဘူးကြည်တာလည်းငါမဟုတ်ဘူးနော်ယုတ်တရားနံတရားတွေဖြစ်ချင်းမြတ်တာဖြစ်တယ်လို့အဲ့ဒါလို့မြင်မှမကတော့အမြင်လို့ခေါ်တယ်တဲ့အဲ့လိုမြင်မှအဲ့ဒါအတ္တမောဟတမ္ပစညာပဲအထက်ကရာတိကာတွေထဲမှာတော့ဓိရကျဲလေးရေးထားတာရှိတယ်အတ္တမောဟတမ္ပစညာဖြစ်ပေါ်နော်ဒါလေးကအကျဉ်းလေးပဲဒါကြောင့်မြတ်စွာဘုရားဟောကြားတဲ့ဒီစာပေထဲမှာတော့တတိသုတ်တလို့နာမည်ပေးထားတယ်နှစ်ခုစလုံးပေါ့အောင်လို့တတိတမ္ပစညာသုတ်အနှစ်ချုပ်လို့ပြောအဲ့တော့ဘဝမှာနေဖို့အတွက်မြတ်စွာဘုရားရဲ့ဆုံးမသွန်သင်ချက်ကတော့တတိရှိပညာရှိတတိရှိပြီးပညာရှိပြီးတတိနဲ့ပညာနဲ့အတူတကွနေထိုင်မှာလို့တတိရှိအတိရှိနဲ့နေထိုင်မှာလို့မြတ်စွာဘုရားရဲ့သွန်သင်ဆုံးမခြင်းဟာယခုလိုနေခြင်းဖြစ်တယ်ဆိုတာနားလည်သဘောပေါက်ပြီးကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်းရှိစေချရှင်ဖေယဖေယတပည့်တော်တို့သည်
ဓမ္မအတိညာရရှိမှသာလျှင်နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုနိုင်ပါသောကြောင့်ဓမ္မအတိညာရရှိစေရန်ရှိတန်ကြလျက်ဓမ္မတပင်ဆင်ကျင်ပါပြုလုပ်ကြ၍အဝတ္တဒါနဓမ္မဒါနတရားလှူတော်ကိုပေးလူကြပါကုန်၏တရားတော်မြတ်ကိုယုတ်တိလေးမြတ်စွာမမတ်သားသာအာယုန်ထားလျက်နာကြားကြပါကုန်၏တရားတော်မြတ်ကိုတတ္တဗဝတ္ထုစုစုတို့ဖြင့်ပူဇော်ကြပါကုန်၏ယနေ့ယခုအာထုတ်ပြုလုပ်ကြရသောဤကောင်းမှုဤကုသိုလ်စုစုသည်နိဗ္ဗာန်ချမ်းသာ၏အကြောင်းထောက်ပံ့ဖြစ်ပါစေတည်းဤကောင်းမှုဤဖို့ဘာကကိုအမိအဖာအဖို့ဖွာဆွေမျိုးသားချင်းတို့အားကုသိုလ်အမြတ်ဝေငှပါကုန်၏သာသနာတော်ဆောင်နာလောကဆောင်နာနတ်ပေါင်းတို့အားကုသိုလ်အမြတ်ဝေငှပါကုန်၏30ဘုံကျင့်ဤကုန်သောလုံးစုံများစွာတတ္တဝါတို့သည်ကုသိုလ်အမြတ်ကိုယ်စီရကြကုန်သည်ဖြစ်၍ကိုယ်စိတ်နှပြချမ်းသာကြသည်ဖြစ်ကြပါစေကုန်သတည်းအာလုံးတတ္တသမြ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 